2021ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုကိုတန်းနဲ့ချီတဲ့ပြည်သူတွေလမ်းပေါ်ထွက်စန့်ကျင်ကန့်ကွက်ချိန်မှာပြစ်ခတ်ဖြိုခွင်းခဲ့တဲ့လက်နက်ကိုင်တွေကသေရဲရင်ထွက်ခဲ့ဆိုပြီးရာဇဝင်တွင်အောင်စိန်ခေါ်ခဲ့ကြပါတယ်နေအိမ်ထဲထိလက်နက်တကားကားနဲ့ဝင်ရောက်ရိုက်နှက်ဖမ်းဆီးတာတွေလုပ်လုံခြုံရေးကင်မရာတွေကိုရိုက်ချိုးဖျက်ဆီးပြီးတော့သေရဲရင်ထွက်ခဲ့လို့တွင်စိန်ခေါ်ခဲ့ကြပါတယ်အဲ့လိုစိန်ခေါ်ခဲ့ကြတဲ့စစ်သားတွေရဲတွေ၎င်းတို့ရဲ့လက်ပါစီအပေါင်းပါတွေရဲ့ခက်ထန်တဲ့မျက်နှာတွေကိုပြည်သူတွေကမေ့ဖြောက်နိုင်ကြမှာဟုတ်ပါဘူးဗျာခုကမှာတော့စစ်သားတွေရဲဝန်ထမ်းတွေဟာ၎င်းတို့တာဝန်ကျရာနယ်နိမိတ်ပြင်ပသို့တွာလာရမှာတာမန်အရက်သားလိုဟန်ဆောင်ပြီးတွာလာနေကြရပြီဖြစ်ပါတယ်ရန်ကုန်မြို့တွင်အုပ်ချုပ်ရေးမှူးတွေစစ်ရရှိဟောင်းကြီးတွေစစ်ကောင်စီလက်ပါစီလို့ယူဆရသူတွေကိုမြို့ပြပျောက်ကြားဖွဲ့တွေကမကြာခဏပြစ်ခတ်တပ်ဖြတ်နေတဲ့အတွက်သေရဲရင်ထွက်ခဲ့လို့ပြောဆိုခံရသူတွေရင်ဆိုင်ရလေးရှိတဲ့အကြောက်တရားဟာ၎င်းတို့ထံတဖန်ပြန်လှည့်သွားပါတယ်အရင်က၎င်းတို့ခီးသွားရင်ကား dashboard ပေါ်မှာစစ်အုပ်ထုပ်တင်စစ်ယူနီဖောင်းကိုထိုင်ကုန်မှာချိတ်ထားတဲ့နီးလန်းတွေတုံးပြီးဂုံစာစွာနဲ့၎င်းတို့ဟာဘယ်သူဘယ်ဝါဘယ်ဌာနကဖြစ်တဲ့အကြောင်းပြုမှုသွားလာလေးရှိခဲ့ကြပါတယ်လက်ရှိမှာတော့၎င်းတို့အဓိကအသုံးပြုနေတဲ့ရန်ကုန်မန္တလေးအမြန်လမ်းနဲ့လမ်းဟောင်းမှာတော်လိုင်းအင်အားစုတွေခြေချနိုင်တဲ့နေရာတွေဖြစ်လာပြီး၎င်းတို့ကိုယ်တိုင်မကြာခဏဟန်တာစစ်ဆေးခံနေရပြီဖြစ်ပါတယ်ဒီကနေ့ဇွန်လ10ရက်နေ့ကရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်း260နှစ်အနီးမှာနန်းဆန်လေးတက်သို့သွားမဲ့စီသေးရင်နဲ့စစ်သားတချို့ကိုတော်လိုင်းအင်အားစုကဖမ်းဆီးရမိခဲ့ပါတယ်ဇန်နဝါရီလဆန်းပိုင်းကလည်းစောက်လို့ရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးတန်းထွန်းကိုရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာတော်လိုင်းရေးဖွဲ့ကဖမ်းဆီးလိုက်ပါတယ်အလားတူ2024ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာလည်းအမြန်လန်းမိုင်းတိုင်းအမှတ်260နှစ်မှာမိသက်ဦးစီးဌာနမှညွှန်ကြားရေးမှူးရွှေဘနဲ့ဒေါက်ခင်နွဲ့ရွှေဒီဇင်ဘာလ30ရက်နေ့မှာထောက်ပို့တက်မှတက်ချက်တူစစ်သားတူနဲ့ဗိုလ်ကြီးတူရဲ့ဇနီးဖြစ်သူတို့ကိုတော်လန်ရေးအဖွဲ့တွေကဖမ်းဆီးခဲ့ပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်ကိုယ်တိုင်နေပြည်တော်မှာလုပ်တဲ့အခမ်းအနားတွေတက်ရောက်ရင်လုံခြုံရေးအထူးတင်းကျပ်လေးရှိပြီးအခမ်းအနားကျင်းပရာခန်းမမှာလည်း drone နဲ့တိုက်ခိုက်မခံရစေဖို့ဂျမ်မာလို့ခေါ်တဲ့ drone ခွင်းကိရိယာတွေတက်ဆင်ပြီးကာကွယ်ထားရပါတယ်။နေပြည်တော်ပြင်ပသို့တွားရောက်တဲ့စစ်ကောင်စီဝန်ကြီးတွေနဲ့ကောင်စီဝင်တွေကိုလည်းလုံခြုံရေးဂရုစိုက်ကြဖို့စစ်ကောင်ဆောင်ကိုယ်တိုင်မှာကြားလေးရှိတဲ့အကြောင်းကောင်စီဖွဲ့ဝင်တဦးရဲ့ရုံးဖွဲ့ဝင်တူကပြောပါတယ်စစ်ကောင်စီဟာ၎င်းတို့ရုံးဆိုင်ရာနေပြည်တော်အဝင်တိုးဂိတ်မှာခီးသည်တွေကိုမှတ်ပုံတင်နဲ့တိုက်ဆိုင်စစ်ဆေးပြီးမှဝင်ခွင့်ပြုတယ်လို့ရန်ကုန်အဝင်အမြန်လန်းအစမှလည်းလုံခြုံရေးထူတင်းကျပ်စစ်ဆေးလေးရှိပါတယ်ပြည်ထောင်ရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့မှဝန်ထမ်းတွေကိုသပင်အတူညှက်ဖို့ညွှန်ကြားချက်တစ်ခုမလကထွက်လာရမှာအဲ့ဒီသပင်ပုံစံရဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသိတာပေါ်လွင်စေနိုင်တာကြောင့်ရဲတပ်ဖွဲ့ဝင်တွေကြားမှာမကြေမနက်ဖြစ်ခဲ့တာရှိတယ်လို့ဒူရဲအုပ်ရရှိတူဦးကဆိုပါတယ်ခီးသွိုင်းရင်တောင်ကိုရဲမှန်းမသိအောင်ရဲဝတ်နဲ့သွာလာနေရတာအဲ့ဒါကိုသပင်ညက်ဆိုတော့သပင်ကြည့်တာနဲ့ရဲမှန်းတန်းသိအောင်လုပ်တယ်လို့မဖြစ်ဘူးလားလို့အဆိုပါအရာရှိကမေကွန်းထုတ်ပြောဆိုပါတယ်အထက်မှာဖော်ပြခဲ့တဲ့အခြေအနေတွေကြောင့်နေပြည်တော်နဲ့မြို့ကြီးတွေကစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအပြင်ဝန်ထမ်းရာရှိနဲ့အမှုရန်တွေဟာ၎င်းတို့ရဲ့လုံခြုံရေးအခြေအနေကိုအထူးစိုးရိမ်နေကြရတယ်လို့သိရပါတယ်နေပြည်တော်မိသားစုရှိရာကိုတပတ်တစ်ချိန်ကိုပိုင်ကားနဲ့ပြန်လေးရှိပေမဲ့လည်းအခုတော့မိရထားဝေးပြေးကားတွေနဲ့သာမထင်မရှားသွားလာရတော့တယ်လို့ရန်ကုန်မြို့ကအသက်40ကျော်ရွယ်ဌာနဆိုင်ရာဝန်ထမ်းမျိုးသားတူကပြောပါတယ်ခီးသွားရင်ပတ်စံအိတ်ထဲဝန်ထမ်းကတ်ကိုမထည့်ရတော့ဘူး PDF တွေနဲ့တွေ့လို့ဝန်ထမ်းမှန်သိရင်ခေါ်သွားမှလဲစိုးတယ်အဲ့ဒါကြောင့်မို့အများပြည်သူလိုပဲသွားလာတော့တယ်လို့အဲ့ဒီမျိုးသားဝန်ထမ်းကဆိုပါတယ်စစ်ကောင်စီအုပ်ချုပ်မှုအားကောင်းတဲ့ဒေသတွေမှာသာဝန်ထမ်းတွေပုံမှန်တိုင်းပြုမှုနေထိုင်သွားလာနိုင်ကြပြီးတော်လိုင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာတော့စစ်ကောင်စီအုပ်ချုပ်ရေးရန်နေရမရှိတော့ပဲဝန်ထမ်းများပြဟာလည်းမြို့ကြီးတွေမှာရှိတဲ့ဌာနတွေစီကိုခယူခဲနဲ့တင်းရှောင်နေကြရပါတယ်
ပြီးခဲ့တဲ့၄နှစ်တွင်ဇာတိမြေကိုပြန်မသွားနိုင်တဲ့ဝန်ထမ်းတွေအများပြားရှိခဲ့ပြီးမှတ်ပုံတွေပေါ်ကအလုတ်ကင်ဖော်ပြချက်ကိုပြင်ဆင်ပြောင်းလဲမှုတွေလုပ်လာကြတယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းတွေနဲ့ဒီဌာနနဲ့နှိစက်သူတွေကပြောပါတယ်အခုဝန်ထမ်းတွေရောစစ်တပ်ကမိသားစုတွေရောမှတ်ပုံတွေမှာအလုတ်ကင်ပြောင်းကြတာအတော်များတယ်အဓိကခီးသွားတဲ့အခါကြောက်ကြလို့တော့ပြောတယ်လို့ပဲခူးတိုင်းကလဝကဌာနနဲ့နှိစက်သူတူကဆိုပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းလျှောက်မှာစစ်ကောင်စီတပ်စခန်းတွေ10နဲ့ချီထားရှိထားပေမဲ့လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်ခြင်းမကြာခဏခံနေရပါတယ်ဒီအမြန်လမ်းဟာမိုင်360ရှိလျက်ပြီးကြားထဲမှာနေပြည်တော်ပဲခူးတိုင်းစတဲ့နေရာတွေကိုဖျက်ဆီးဖောက်လုပ်ထားတာဖြစ်ပါတယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာတည်ရှိတဲ့ကြောက်စဲမင်းကြံနဲ့မိထီလာခရိုင်တွေဟာစစ်တပ်ထောက်ခံမှုအားကောင်းတဲ့ဒေသတွေဖြစ်ပါတယ်ဒါပေမဲ့လည်းတောင်ငူမြို့နယ်နဲ့ရီတာရှည်မြို့နယ်တွေမှာတော့ပဲခူးတိုင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ရှားနေတဲ့အတွက်တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေရှိနေပါတယ်ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့နဲ့26ရက်နေ့ကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့မြစ်ထားလမ်းရဲကင်းစခန်း9ခုကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစခန်းတွေကိုသိမ်းယူခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ကလည်းအမှတ်40မြင်းညံခရိုင်တရင်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကနထိုးကြီးမြို့နယ်ရှိရန်ကုန်မန္တလေးအမြန်လမ်းမိုင်နိုင်318နဲ့319ကြားရှိလမ်းနှစ်ဖက်စလုံးကိုပိတ်ဆို့ပြီးခီးသွွားပြည်သူတွေနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပြီးတော့၎င်းတို့ရဲ့နေမြေစိုးမိုးနိုင်မှုအခြေအနေကိုပြသခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံစကားပြောဆိုရမှာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်မှာဖြစ်ပြီးခီးသွွားပြည်သူတွေမလိုအပ်ဘဲအမြန်လမ်းပေါ်မှာခီးမသွားကြဖို့ညပိုင်းချိန်မှာမထွက်ကြဖို့တိုက်ပွဲဖြစ်ပွားနေပါကကားဆက်မမောင်းမဲလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့တတိပေးခဲ့ပါတယ်ဒီလိုခြေနေတွေရှိနေတာကြောင့်ဝစ်စားစင်ရင်မှုကိုစင်ကျင်းနေရတယ်လို့အထက်ပါရဲရရှိကပြောပါတယ်ကျွန်တော်တို့ဆိုရင်တန်းစီတဲ့အချိန်မဲ့ဝတ်တာကျန်တဲ့ချိန်ကအရဲဝတ်နဲ့ပဲသွားတာယူနီဖောင်းကြီးဝတ်ပြီးဂုံစားလို့ရတဲ့ခေတ်လည်းမဟုတ်ဘူးလေယူနီဖောင်းကကိုယ့်အသက်အန္တရာယ်ရှိတယ်လို့ဒူရဲအုပ်ကဆိုပါတယ်၄နှစ်တွင်ပြည်သူတွေရဲ့နေအိမ်သိန်းနဲ့ချီကိုမိရှုစာတင်ကျောင်းတွေတိုင်းသားနယ်မြေတွေမှာရှိတဲ့သာသနာအဆောက်အုံတွေကိုဘုံကျဲလူထောင်ပေါင်းများစွာကိုတပ်ဖြတ်ရန်ကားခဲ့တဲ့စစ်တပ်ဟာခုခါမှာစစ်တပ်သမိုင်းမှာမရှိခဲ့ဘူးတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့နေရပါတယ်စစ်ဌာနချုပ်တွေကိုတော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်တာမြို့ကိုထိန်းချုပ်နိုင်မှုလက်လွတ်ဆုံးရှုံးရတာတော်လှန်ရေးအင်အားစုတွေထံလက်နက်ချတာတွေဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်လက်နက်မဲ့ပြည်သူတွေကိုသေရဲရင်ထွက်ခဲ့လို့တစ်ချိန်ကရိုင်းပြစွာစင်ခေါ်ခဲ့သူတွေဟာခုခါမှာတော့လက်နက်ကင်ပြီးအကြောက်တရားနဲ့နေထိုင်ရသူတွေဖြစ်လာနေပါတယ်ခင်ဗျာ